အားလုံးပဲမင်္ဂလာပါ The United ရဲ့ Facebook page နဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ကျွန်တော်တို့ United ရဲ့ကစားသမားဖြစ်တဲ့ Rasmus Højlund ဟာဆိုလို့ရှိရင် United အနေနဲ့ဒီကစားသမားကိုလာမဲ့နွေရာသီအပြောင်းအရွေ့ကာလမှာဆိုလို့ရှိရင်အသင်းကနေရောင်းချသွားမယ်ဆိုပြီးတော့သတင်းတွေအားကြည်ကြဲလန်းလန်းထွက်နေတာဖြစ်ပါတယ်အခုလက်ရှိမှာဆိုလို့ရှိရင်ကစားသမားဟာအမိနိုင်ငံကလပ်တစ်ခုဖြစ်တဲ့ဒိန်းမတ်အသင်းနဲ့တူပြန်လည်ပူးပေါင်းနေတာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့စနေနေ့မှာပဲဒိန်းမတ်အသင်းနဲ့အိုင်ယာလန်အသင်းတို့ရှင်ပြိုင်ခဲ့ပါတယ်ဒီရှင်ပြိုင်မှုမှာဆိုလို့ရှိရင်ဒိန်းမတ်အသင်းဟာအိုင်ယာလန်အသင်းကို2ဂိုးတကိုးနဲ့အတူနိုင်ရရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအနိုင်ရရှိခဲ့ပြီးတဲ့ပွဲရဲ့နောက်မှာပဲဒီ United ရဲ့တိုက်စစ်မှုဖြစ်တဲ့ Rasmus Højlund ဟာ TV Sport နဲ့အတူအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်ဆိုတော့ဒီအင်တာဗျူးထဲမှာကစားသမားအနေနဲ့ကစားသမားရဲ့ဒီဖြည့်ချတဲ့အထက်မှာပေါ့နော်ဆိုတော့စိတ်ဝင်စားစရာအချက်လက်တွေများစွာပါပါတယ်ဆိုတော့ဒီချက်လက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပြည်သက်ကြီးကိုပြန်လည်မျှဝေပေးချင်ပါတယ်ဆိုတော့ okay ပါဆိုတော့ကစားသမားအနေနဲ့ဘာတွေပြောခဲ့လဲဆိုလို့ရှိရင်သူ့အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ United မှာသူပြခဲ့တာခဲ့တဲ့အချက်အလက်တွေပြီးခဲ့တဲ့ရာသီမှာသူကြုံတွေ့ခဲ့ရတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးသူသိတယ်ပေါ့ဆိုတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် United ရာသီမှာပြီးခဲ့တဲ့United နဲ့ပြီးခဲ့တဲ့ရာသီမှာပေါ့နော်ဆိုတော့ကစားသမားဟာတော်တော်လေးကိုအဆင်မပြေမှုများစွာဖြစ်ခဲ့တာပေါ့နော်ပြီးလို့ရှိရင်ဆွမ်းဆောင်ရည်ကောင်းတွေလည်းမပြသနိုင်ခဲ့ဘူးကြိုးစားအထောက်မှုတော့ကျွန်တော်တို့ကမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့လည်းသူ့အနေနဲ့ဆွမ်းဆောင်ရည်ကောင်းတွေမပြသခဲ့ရတော့ဒါကျွန်တော်တို့ United ဟူလက်ရှိအစဉ်စရာရည်တည်မှုဟာတက်တည်ပါပဲဆိုတော့အတင်းရဲ့ရရှိရမယ့်အပိုင်အခွင့်အရေးကိုလည်းသူမတုံးချနိုင်ခဲ့ဘူးเนาะဆိုတော့ဒါနဲ့ပတ်သက်ပြီးသူပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအချက်လက်တွေကိုသူသိတယ်ပေါ့နော်ဒါပေမဲ့လည်းသူဟာ United နဲ့ပေါ့နော်သူရဲ့ contract ဟာ2030ခုနှစ်အထိရှိနေသေးဖြစ်တယ်ဆိုတော့သူ့အနေနဲ့လည်း United မှာကစားရဖို့အတွက် United အတွက်ကစားပေးဖို့အတွက်ကိုသူအနေနဲ့မျှော်လင့်နေတယ်ပေါ့နော်ဆိုတော့သူကအဲ့လိုပြောထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ United အတွက်ကစားပေးဖို့မျှော်လင့်နေဆိုတဲ့ကစားသမားတွေဟာတော့များစွာရှိရပေါ့နော်ဒါပေမဲ့တကယ်ကောကျွန်တော်တို့ United ရဲ့မျှော်လင့်ချက်နဲ့အတူဒီကစားသမားဟာကိုက်ညီရလားဆိုတော့ကျွန်တော်တို့ကပြန်လဲသုံးသပ်ရတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားအနေနဲ့ပြီးခဲ့တဲ့2နှစ်တာကာလအတွင်းမှာသူ့အနေနဲ့ပြတ်တက်ခဲ့တဲ့ရှေ့စွမ်းဟာဆိုလို့ရှိရင်သူအတ္တလန်တာမှာပြခဲ့တဲ့ရှေ့စွမ်းလောက်ကိုတောင်သူမမီဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဒါဟာလဲကျွန်တော်တို့ကအကြောင်းပြချက်ပေးမယ်ဆိုရင်တော့ဒီ United မှာသူမီခိုအားကိုပြီးတော့သူအတွေ့အကြုံပြန်လဲမျှယူဖို့အတွက် Senior ကစားသမား Striker ကစားသမားမရှိတာလဲပါဝင်တယ်ပေါ့ဗျာရှင်းရှင်းပြောရရင်တော့သူ့အနေနဲ့သူတယောက်တည်းပဲသူဒီဇက်ကိုသူကိုယ်တိုင်ရေးသူကိုယ်တိုင်ကဒါမျိုးတွေပြုလုပ်ခဲ့ရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဟိုအချက်လက်တွေအားဖြင့်ကြည့်ရမယ်ဆိုတော့ကစားသမားဟာအချက်လက်ပိုင်းဆိုင်ရာမှာတော့သူဟာတော်တော်လေးကိုညံ့ဖျင်းခဲ့တဲ့အထက်မှာပါဝင်ပါတယ်ဒါပေမဲ့သူ့မှာတစ်ခုကောင်းတာတစ်ခုရှိတာကတော့ကစားပွဲအတိုင်းကိုသူ့မှာစူးစမ်းခြင်းနဲ့စိတ်နဲ့သူအပြင်းထန်ကစားတာကိုတော့ကျွန်တော်တို့ကမြင်တွေ့ရတယ်ပေါ့နော်ဒါလေးကိုတော့ကျွန်တော်တို့ဟာအတိမပြုတ်ပါရဲ့ဒီကစားသမားအနေနဲ့ပေါ့နော်ဆိုတော့ဒီကစားသမား United ကိုချစ်တဲ့စိတ်ရှိရဆိုတာလည်းမြင်သာပါတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်သူဘလောက်ပဲဒီနေ့ရာဒီမှာဝေဖန်မှုတွေကြုံတွေ့နေရပါစေသူဘလောက်ပဲဟိုညံပြင်းတဲ့ရှေ့စွမ်းနေနဲ့အတူပေါ့နော်ဆိုတော့ United အတွက်ကစားနေရပါစေသူ့အနေနဲ့ United ကိုဟိုချုပ်ကစားသမားတွေဆိုရှိတယ်ဗျာချုပ်ကစားသမားတွေဆိုလို့ရှိရင်မီဒီယာမှာပြောလိုက်တာတို့သိရမလားတချို့ social media တွေမှာတင်တာတို့ဘာလို့ညာတို့ပေါ့နော်အဲ့လိုကိစ္စတွေသူဖြစ်တယ်ပေါ့ဒါပေမဲ့ဒီကစားသမားဟာတော်တော်လေးအဲ့လိုကိစ္စမှာတော့ရင့်ကျက်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိစ္စတွေမှာသူတိတ်ပြီးတော့မရှိဘူးပေါ့ဆိုတော့ United ကိုသူချစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကမြင်သားပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာ United ကိုချစ်တာနဲ့တခုတည်းနဲ့ကျွန်တော်တို့ United မှာဆက်ထားဖို့အတွက်ရွေးချယ်စရာတော့မဟုတ်ဘူးပေါ့ဗျာရှင်းရှင်းပြောရရင်တော့ကျွန်တော်တို့ United အနေနဲ့ဟိုငါတို့အတင်းကိုချစ်လို့ဒီကစားသမားဟာငါတို့အတင်းမှာကစားခြင်းလို့ဆိုပြီးတော့ဒီကစားသမားကိုရေရှည်ပြီးထားပြီးတော့ဘာမှအသုံးမဝင်နဲ့ရေရှည်ထားဖို့ကတော့မလွယ်ကူဘူးပေါ့နော်ဆိုတော့ကစားသမားလက်ရှိအားဆိုလို့ရှိရင်အသက်ကလည်းရမ်းငယ်သေးတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အနာဂတ်ကလည်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကဒါကြောင့်မလို့ United အနေနဲ့ရောင်းချမယ်ဆိုတဲ့သတင်းတွေထွက်နေရလဲဖြစ်ပါတယ်ဒါပေမဲ့ကစားသမားအနေနဲ့ကတော့ United မှာပဲဆက်ရှိပြီးတော့ United မှာပဲဆက်နေပြီးတော့မှသူ့ရဲ့လာမဲ့ဟိုအနာဂတ်အတွက်ပေါ့နော်ပြန်လဲတိုက်ပွဲဝင်ကြည်သေးတဲ့ပုံစံမျိုးမှာရှိပါတယ်ဆိုတော့သူဆက်ပြီးတော့ပြောထားပါတယ်ဒါကတော့သူ့အနေနဲ့အခုလက်ရှိမှာဆိုလို့ရှိရင်နွေရာသီအားလည်းရက်ကိုရရှိပြီးပဲဖြစ်ပါတယ်ဆိုတော့နွေရာသီအားလည်းရက်မှာသူ့အနေနဲ့အပြည့်အဝနားယူမယ်ဆိုပြီးသူပြောထားတယ်ပေါ့ဆိုတော့နွေရာသီအားလည်းရက်ပြီးတာနဲ့တပြိုင်နက်United ရဲ့ဒီ Ruben Amorim နဲ့တွားမဲ့ဒီအနာဂတ် project အစီအစဉ်အတွက်ကိုသူအပြည့်အဝအာရုံစိုက်ထားတယ်ဆိုပြီးတော့သူပြောထားပါတယ်ဆိုတော့အပြည့်အဝအာရုံစိုက်ထားတယ်အပြည့်အဝအာရုံစိုက်မှုရှိတယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ယုံကြည်တယ်
ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်နှစ်လုံးမှာလည်းသူကစားတဲ့ပွဲတွေကိုကြည့်ချင်းအားဖြစ်ဆိုလို့ရှိရင်သူ့အနေနဲ့အားကျိုးမှန်တဲ့နဲ့ဒီ United အတွက်ကိုသူအတော်လေးတော့ကြိုးစားရှာတယ်ဒါပေမဲ့အချိန်ကြီးရဲ့အကြောင်းမလို့ဒီကောင်းမွန်တဲ့ performance နဲ့ကောင်းမွန်တဲ့ရလဒ်တွေမရခဲ့ဘူးပေါ့နော်ဆိုတော့ဒီကစားစကားကိုတော့ကျွန်တော်အနေနဲ့ကတော့ဟိုထောက်ခံပါတယ်သူဒီတကယ်လေးကိုတကယ်ပဲသူ United အတွက်လာမဲ့ရာဒီမှာဒီအပြည့်အဝအောင်စိုက်ထားရဲဆိုတော့ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့သူအပြည့်အဝအောင်စိုက်ထားပေမဲ့လည်း United ရဲ့လာမဲ့ project တွေမှာသူ့အနေနဲ့အဝင်ဝင်ကြဖြစ်ပါအောင်မလားဆိုတော့ကျွန်တော်တို့ကမိကုထုတ်စရာရှိပါတယ်ကျွန်တော်တို့ United အနေနဲ့နောက်ထပ်ကစားသမားတွေကိုဆက်ပြီးတော့ဒီအဓိကကတော့ finishing mind တေချာတဲ့ပေါ့နော်ကိုသွင်းမှုဆိုးတွေကိုကျွန်တော်တို့ကရှာဖွေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ United အနေနဲ့လည်းကစားသမားတွေကိုရောင်းချအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာကျွန်တော်တို့ကရောင်းချဖို့အတွက်စဉ်းစားပြီးဆိုတာနဲ့ဘသူကပို့ပြီးတော့ Amorim ရဲ့ system မှာအဝင်ဝင်ကြဖြစ်နေတယ်လဲဆိုတော့ကျွန်တော်တို့ကအရင်ကြည့်ရမှာဖြစ်တယ်ဆိုတော့အခုလက်ရှိဆိုလို့ရှိရင် Ziggy ဟာပို့ပြီးတော့မှအဝင်ဝင်ကြဖြစ်နေတဲ့တိုက်စစ်ကစားသမားဖြစ်တယ်ပြီးရင်သူအနေနဲ့ချိတ်ဆက်လေးတွေလှုပ်ပေးနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဟာရောင်းချင်းရောင်းမယ်ဆိုလို့ရှိရင် Rasmus Højlund ကိုသာဦးစားပေးပြီးရောင်းဖို့တော့စဉ်းစားရမယ်ပေါ့ဒီအတွက်ကြောင့်မလို့ကစားသမားအနေနဲ့ရောင်းချခံရဖို့အတွက်သတင်းတွေကထွက်ရှိနေတာလည်းဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်ဒီကစားသမားကိုရောင်းချသွားမလားဒါမှမဟုတ်လို့ရှိရင်အတင်းမှာပဲဆက်လက်ထားရှိပြီးတော့မှဒီနောက်ထပ်ဝယ်မဲ့ဒီအတွေ့အကြုံရင်းနဲ့တိုက်စစ်ကစားသမားတဦးနဲ့အတူမျှပြီးတော့ပဲတုံးသွားပြီးတော့မှဒီကစားသမားကို improve ဖြစ်လာအောင်ပဲလှုပ်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်မှာဖြစ်ပါတယ်။ Okay ပါဆိုဒါကတော့ကျွန်တော်တို့ဒီအတင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Rasmus Højlund ဟာဒီ interview နဲ့ပတ်သက်ပြီးတော့မှပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ပြည်သက်ကြီးရောဒီကစားသမားနဲ့အခု interview နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲပေါ့နော်ဆိုတော့ဒီကစားသမားကိုဆက်လက်ပြီးတော့ကျွန်တော်တို့အတင်းအနေနဲ့ထားရှိတင်လားသူပြောသလိုပဲ United မှာပြန်ပြီးတော့မှလာမယ့်ရာသီမှာစူးစမ်းခွင့်ကိုပြန်ပြီးပေးတင်လားဆိုတာကို comment section မှာဝင်ရောက်ပြီးရေးခဲ့လို့ရပါတယ်။ Okay ပါ United အနေနဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတာရှိပါတယ်။ဆိုတော့ဒီကစားသမားကတော့လက်ရှိ PSG နဲ့တူပူပူနွေးနွေးပဲ Champions League ဖလားကိုရရှိခဲ့တဲ့ PSG ရဲ့ဂိုးသမားဖြစ်တဲ့ Donnarumma ပဲဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားဟာPSG ရဲ့တမိုင်းတစ်လျှောက်မှာပထမဦးဆုံးချန်ပီယံလိဖလားကိုကင်တွယ်ခွင့်ရရှိဖို့အတွက်ကိုအခမ်းကဏ္ဍကြီးကြီးမှာပါဝင်ပတ်သက်နေတဲ့ကစားသမားပဲဖြစ်ပါတယ်ဆိုတော့ PSG ရဲ့ချန်ပီယံလိတမိုင်းချန်ပီယံလိဒီပြိုင်ပွဲစဉ်တစ်လျှောက်မှာပေါ့နော်ဆိုတော့အင်မတန်မှကိုအမခန်းနဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ PSG ကိုချန်ပီယံလိဖိုင်နယ်အထိဆွဲတင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားဟာအခုဆိုလို့ရှိရင်အသက်က26နှစ်ဖြစ်ပြီးတော့အီတလီကစားသမားတဦးဖြစ်ပါတယ်ဆိုလို့ရှိရင်အခုလက်ရှိဒီကစားသမားရဲ့2024-2025ရာသီမှာပြသခဲ့လက်စွမ်းနေဟာဆိုလို့ရှိရင်လီဂူဝါမှာ24ပွဲကစားထားပြီးတော့မှ22ဂိုးခွင့်ပြုထားတာဖြစ်ပါတယ်ဆိုတော့ဒါဟာဒီ performance ကိုကြည့်ရတယ်ဆိုတော့ဒါတော်တော်လေးကောင်းမွန်တယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ Champions League မှာဆိုလို့ရှိရင်လည်း15ပွဲကစားထားပြီးတော့မှ73ဂိုးခွင့်ပြုထားပါတယ်ဆိုတော့သူ့ရဲ့ percentage အရဆိုလို့ရှိရင်တပွဲပြမြတဂိုးလောက်တော့သူခွင့်ပြုထားရတယ်ပေါ့ဆိုတော့ဒီရလက်တွေအရဆိုလို့ရှိရင်ဒါဟာကောင်းမွန်တဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဆိုတော့ goal save တဲ့ percentage အရဆိုလို့ရှိရင်လည်းဒီ69%လောက်ထိကိုသူစေထားတာဖြစ်ပါတယ်စေပြီးလို့ရှိရင်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့သူအနေနဲ့တဂိုးပြမြတပွဲပြမြဂိုးပြရနှုန်းကတော့တဂိုးလောက်တော့ရှိတယ်ပေါ့နော်ပြီးရင်ဒီနေ့ရာဒီအတွက်သူအနေနဲ့ clean sheet ကတော့4ချိန်ပဲရရှိထားပါတယ်ဆိုတော့ဘယ်လိုပဲပြောအခုလက်ရှိ ဒီ PSG ရဲ့တမိုင်းတစ်လျှောက်မှာဒီကစားသမားဟာတော်တော်လေးကိုမှအရေးပါတဲ့ကစားသမားတူဖြစ်တယ်ပေါ့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအခုလက်ရှိကာလပေါက်ဈေးအနေနဲ့ကတော့ဒီယူရိုတန်း40ပေါင်တန်း40လောက်ဒီပေါက်ပါတယ်ဆိုတော့ပေါင်တန်း40ဝန်းကျင်နဲ့ဒီကစားသမားကိုရရှိမှာဖြစ်ပါတယ်ဒီကစားသမားအခုလက်ရှိဆိုလို့ရှိရင် World Class အဆင့်ရှိတဲ့ goalkeeper တူပဲဖြစ်ပါတယ်ဆိုတော့ United ကအခုလက်ရှိဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့တရားဝင်ကမ်းလှမ်းတာမျိုးတွေတော့မရှိသေးဘူးမဆက်လက်ပြီးစောင့်ကြည့်ရမယ်ဘာလို့လဲဆိုရင် United မှာလက်ရှိဂိုးသမားဖြစ်တင်မှုဆိုတဲ့အခန်းကဏ္ဍဟာနောက်ဆုံးမှာပါဝင်နေတာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိ United မှာလိုအပ်နေတဲ့လက်ရှိ United မှာဖြစ်တင်ဖို့အတွက်လိုအပ်နေတဲ့အရာတွေဟာအင်မတန်မှများပြားနေပါတယ်ဆိုတော့ရှေ့တန်းတွေကွင်းလယ်တွေနဲ့ခံစစ်ပိုင်းတွေမှာဖြစ်တင်ဖို့အတွက်လိုအပ်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ United အနေနဲ့ကတော့ဒီကစားသမားဂိုးသမားအပြောင်းအရွှေ့အတွက်ကနောက်ဆုံးနေမှာနောက်ဆုံးခန်းကဏ္ဍမှာပါဝင်ပါတယ်ဆိုတော့ဒို့ပေမဲ့ဒီကစားသမားကိုကျွန်တော်တို့ United အသင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ပါဘူး Manchester City အသင်းကလည်းဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုပြီး report အရသိရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာတစ်ခုရှိတယ်ဆိုတော့ United အနေနဲ့ကစားသမားတဦးကိုစိတ်ဝင်စားပြီဆိုလို့ရှိရင်ဒီကြီးလျှောက်ကြီးအသင်းတွေကပေါ့နော်တသင်းကပါဝင်လာပြီဆိုရင်ကျွန်တော် United အနေနဲ့ဒီနှစ်ရာသီမှာတော်တော်လေးကိုခက်ခဲတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်ဒါကဘာကြောင့်လဲဆိုလို့ရှိရင် United အနေနဲ့
ဘာဥရောပချန်ပီယံလိဝင်ခွင့်နဲ့မှာကစားသမားတွေကိုမြားဒီလိုပြောမလဲမြားလို့အတွက်မရတာတဲ့အဓိကပေါ့နော်ဆိုတော့ Man City အနေနဲ့ဆိုရင် Man City ဟာအခုလက်ရှိဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီမှာဘလောက်ပဲဟိုခြေစွမ်းတွေကျဆင်းခဲ့တယ်ပဲပြောဗျာသူ့အစင်တန်းနဲ့သူ့နေရာမှာသူရှိတဲ့နေရာမှာအခုလက်ရှိမှာရှိနေသေးပဲတို့တော့ကြောင့်မလို့ United နဲ့ Man City နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် United အနေနဲ့အားနည်းချက်များစွာရှိနေတဲ့အတင်းတင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ရမယ်ဘောလုံးလောကဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှအကျိုးတက်ပြီးတော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ဒီကစားသမားကိုတကယ်ပဲ United အနေနဲ့ကမ်းလှမ်းပြီးတကယ်ပဲကြိုးစားသွားမလားဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်မှာဖြစ်ပါတယ်။ Okay ပါဒါကတော့အခုလက်ရှိ United ရဲ့သတင်းဖြစ်တယ် United ကစိတ်ဝင်စားနေတဲ့သတင်းနဲ့ United ရဲ့ကစားသမား Rasmus Højlund ရဲ့အကြောင်းကိုပြန်လည်ပြီးတော့မျှဝေခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားချင်ပါတယ်ခင်ဗျာကျွန်တော်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ